အားလုံးပဲမင်္ဂလာပါအခုကျွန်တော်လက်ထဲမှာရောက်ရှိထားတဲ့နိုင်လေးကတော့ guide slash ထဲကguide slash plans ပေါ့နော် plans to plans edg ပေါ့နော်အဲ့ဒါကိုမှ guide slash smartwatch နိုင်ကိုဒီဖုန်းနဲ့ဘယ်လိုချိန်ရလဲပေါ့နော် application နဲ့ပထမဆုံးကတော့ကျွန်တော်နိုင်ကိုအားရင်သွင်းလိုက်တယ်ပေါ့နော်သွင်းပြီးလို့ရှိရင်တော့ကျွန်တော် power လေး button လေးကိုဖွင့်လိုက်မယ်ပေါ့နော်ဖွင့်လိုက်တဲ့အခါမှာအခုလိုမျိုးလေးသူကပြတာပေါ့နော်ဒီလိုပြရဲဆိုရင်ကျွန်တော်တို့ English ကိုရွေးပြီးတော့မှဒါလေးကိုချွတ်လိုက်ရင်လက်ရှိဒီလိုမျိုးQR scan လေးပေါ်လာလိမ့်မယ်နော်ဒါက downloading app ပေါ့နော်နောက်တစ်ခါဒီမှာဆိုရင် application ကိုတော့ download ရတာပေါ့နော် downloading app ကိုdownload လိုက်ပေါ့ scan ဖတ်ပြီး download လိုက်ရဒီ application လေးပေါ့နော် Keystime OS ဆိုတော့ Android တွေဆိုရင်တော့ဒီ Play Store ထဲမှာ download ရတယ်ဒီ iOS တွေဆိုရင် App Store ထဲမှာ download ရတယ်ဒါလေးကိုရင်ဖွင့်လိုက်ပေါ့ဖွင့်ပြီးကျွန်တော်တို့ဘာလုပ်ရလဲဆိုတော့ပထမဆုံးကတော့ register လုပ်ရတာပေါ့နော် register နှိပ်လိုက်ပြီးတော့ဒီမှာကိုယ့်ရဲ့ Gmail ပေါ့ဖုန်းထဲမှာချက် Gmail ထည့်မယ်ပြီးရင်ကိုကြိုက်တဲ့ password အနည်းဆုံး7လုံးပေါ့7လုံးပေးမယ်ပြီးတဲ့အခါမှာသူက get verification code ကိုနှိပ်လိုက်မယ်ဆိုလို့ရှိရင်ကိုပေးတဲ့ bill တွေကိုကုတ်နံပါတ်လေးပို့ပေးတာပေါ့နော်ကုတ်နံပါတ်ကိုဒီမှာရိုက်အမှန်ကြီးရှစ်ပြီးတော့မှကျွန်တော်တို့ကအောက်က register လုပ်လိုက်ရင် account အောင်သွားပြီပေါ့နော်ကျွန်တော်တို့ဒါတော့ account ရှိပြီးသားပေါ့နော်ဒီ account နဲ့ကျွန်တော်ကဝင်ထားပြီးသားဆိုတော့ကျွန်တော်တို့အမှန်ကြီးလေးရှစ်လိုက်မယ်ပြီးရင်ဒီခါလေးကျွန်တော်တို့ log in ဝင်လိုက်တာပေါ့နော် internet တော့ဖွင့်ထားဖို့လိုတာပေါ့ဒါဆိုရင်ဒီ account လေးရောက်သွားပြီဒီ account လေးရောက်ပြီဆိုတော့ကျွန်တော်ပြောတယ်ကျွန်တော်တို့ကဒီကနေ added device ဆိုတာနှိပ်ပြီးတော့Bluetooth ကိုဖွင့်ပါလားလို့မေးတာပေါ့နော်ဖွင့်ပေးလိုက်ပေါ့နော်ဖွင့်လိုက်ပြီးရင်တော့ဒီမှာ allow နေ permission တောင်းရင်တော့ allow နေပဲပေးပေါ့နော် Bluetooth ကတော့ဒီမှာတော့ဖွင့်ထားလိုက်ရတယ်ပေါ့နော်လို့ဖွင့်ထားပြီဆိုရင်ကျွန်တော်တို့က added device ပြန်ရှာလိုက်ရင်location ဖွင့်ခိုင်းရင်လည်း location တွေဖွင့်ပေးလိုက်ပေါ့နော်ပြီးရင် added device ရှာလိုက်ရင်တော့ရှာနေပြီဒီ model နံပါတ်လေးအတန်းပေါ်လာတယ်မှာဒီမှာဆို blank ဆိုပြီးပေါ်တယ်နော်ကျွန်တော်ကဒီမှာနိုင်နှလုံးဖွင့်ထားတဲ့ကြောင့်နှစ်မျိုးပေါ်နေတာပေါ့နော်ဒီနိုင်ရဲ့ model နံပါတ်က blank ပေါ့နော်တော့ဒီ blank ဆိုလေးကိုကျွန်တော်နှိပ်လိုက်မယ်ဆိုလို့ရှိရင်အခုလိုမျိုးလေးဒါဆိုရင်အမှန်ကြီးလေးပေါ်လာရင်နိုင်မှာပေါ်လာဆိုရင်တော့ဒါလေးကိုအမှန်လေးကိုချစ်လိုက်ပေါ့နော်ပြီးရင်ဒီမှာလေးကဒီဖုန်းနဲ့နိုင်ကိုစပြီးတော့ချိတ်ဆက်နေပြီပေါ့နော်အဲ့ဒီခါမှာဆိုတော့နောက်ထပ်ဖုန်းပြောဖို့တဲ့ Bluetooth နောက်တစ်ခုထည့်ချိတ်ဦးမှာလားလို့သူတက်လာတဲ့ခါမှာပဲနေလိုက်ပြောမှဆိုရင် Bluetooth ကနှစ်ဆင့်ပေါ့နော်အဲ့တော့ဘာမှကိုသွားပြီးတော့ဒီဖုန်းထဲကနေပြီးတော့ Bluetooth ပါရင်တော့မစိတ်ပဲနေပေါ့ဒါလည်းဆိုရင်တော့သူ့ရဲ့ဒီ complete ပဲနေလည်းရတယ်ဒါလည်းဆိုရင်ကိုဖွင့်ချင်တဲ့ app တွေဆိုလို့ရှိရင်တော့ notification တော့ဒါတွေ notification တွေတက်ရှင်တော့ဒါတွေဖွင့်ပေါ့နော်ဒါ bye bye ဆိုဖွင့်တာပေါ့ပိတ်ထားတဲ့ဟာဆိုရင်တော့ noti ဒီနိုင်မှာ noti တက်မှာမဟုတ်ဘူးပေါ့နော်ဒါဆို skin နဲ့ကျွန်တော်ကြော်လိုက်မယ်ဒါဆို next ပေါ့နော်ဒါလေးဆိုလည်း next ပဲနေမယ်ပြီးရင်လက်ရှိဒီလိုဖြစ်သွားပြီပေါ့နော်ရှင်းသွားပြီဆိုရင်ဒီနာရီအချိန်ကဒီဖုန်းအချိန် auto ပြောင်းသွားတာပေါ့နော်ဒီမှာ7နာရီ3မိနစ်ဆိုဒီမှာလည်း20နာရီ3မိနစ်ဆိုပြီးဒါကတော့24 hour တော့တော့ပြောင်းလို့ရတယ်နော်ပြီးရင်တော့ဒီအပုံတွေပါဒီ app ထဲမှာပါတဲ့လုံဆောင်ချက်တွေအကုန်ပြောင်းလို့ရောက်သွားပြီပေါ့နော်အဓိကကတော့ဒီ app နဲ့ချိန်တာဒီ app မှာပါတဲ့ function တွေသုံးချင်တာဗျာဒီထဲကိုသွားပြီးတော့ပုံတွေသွားပြောင်းမယ်ဒီမှာသူပေးထားတဲ့ web page တွေကိုကျွန်တော်ပြောင်းချင်တယ်ဆိုရင်လည်းဒါလေးနှိပ်ပြီးတော့မှ install ဆိုတော့နှိပ်လိုက်ရင်လည်းဒီမှာပုံပြောင်းသွားမှာပေါ့နော်ဒါဆိုရင်စပြီး download လုပ်နေပြီပေါ့နော်ဆိုတော့ဒီ app ကို register လုပ်ထားမှဒီလိုလုံဆောင်ချက်တွေကကျွန်တော်လုပ်လို့ရမှာပေါ့နော်ဒါဆိုရင်73ရာခိုင်နှုန်း100ရာခိုင်နှုန်းပြည့်အောင်တော့ကျွန်တော်တို့စောင့်ပေးရတယ်ပေါ့နော်ဒါစီဆိုရင်ဒီ web page ကိုကျွန်တော်ဒီဘက်မှာပြောင်းနေတာပေါ့နော်အဲ့တော့ကိုယ့်ရဲ့ဖုန်းတွေကပုံတွေလည်းပြောင်းမယ်ဆိုပြောင်းလို့ရတယ်ဒါလို့ဆိုခဏလေးစောင့်ပေါ့နော်ဒါလေးဆိုပြောင်းသွားပြီပုံပြောင်းသွားပြီเนาะဒီမှာ web page လေးပြောင်းသွားပြီအဲ့ပြန်ထွက်မယ်ဒီမှာသူကိုကြိုက်တဲ့ပုံတွေကိုပြောင်းလို့ရတယ်เนาะရွေးပြီးတော့ပဲ install နေရမှာပေါ့เนาะဒီမှာဆိုရင် local တွေကိုသွားတာဆိုတော့ local နဲ့နှိမ့်လိုက်ဖုန်းတွေကပုံတွေဒါပြောင်းတာပေါ့เนาะဒါလည်းကျွန်တော်မပြောင်းပြတော့ပါဘူးเนาะဖုန်းနဲ့တက်ပုံတွေပြောင်းလို့ရတယ်နောက်တစ်ဒီမှာဘာ contact တွေထည့်မယ်ဆိုလည်းထည့်လို့ရတယ် add contact ဆိုပြီးတော့နိုင်တွေကို contact ထည့်လာမယ်ဒါလည်းလုံးဝပြတော့ပါဘူးအဓိကတော့ music တွေပါလေဆိုတာလည်းဒီမှာတချင်းကိုတွဲဖွင့်တာပေါ့เนาะဒီကနေနိုင်ရနေကြားရမယ်ပေါ့နောက်ကင်မရာ remote control ကတော့ဒီဖုန်းကကင်မရာကိုကျွန်တော်ဖွင့်လိုက်တယ်ပြီးရင်ဒီကနေပြီးတော့ remote အနေနဲ့ကျွန်တော်ရိုက်တာပေါ့နော်ဒါမျိုးသုံးလို့ရတယ်အဲ့တော့ကျန်တာတွေကတော့ဒီမှာအများကြီးပဲဒီဘက်ထဲမှာဆိုရင်လည်း device ထဲမှာကျမကြီးနဲ့ပတ်သက်တာတွေကိုသွားခဲ့တဲ့ဟာတွေ exercise လုပ်ဟာ data တွေရှီလန်းနေ heart rate နေအမှနိုင်မှာလည်းကြည့်လို့ရတာပေါ့နော်နိုင်မှာလည်းပြရတယ်ဒါပေမဲ့ဒီဖုန်းနဲ့ရှိလိုက်တယ်ဆိုရင်တော့ screen ကြီးမှာလာပြရတာပေါ့အဓိကတော့အဲ့တော့ဒီမှာဆိုရင်နော်တို့ကိုသွားတဲ့နေရာတွေ tracking ပြန်ကြည့်လို့ရတယ်ဒါကတော့ဒါ 5 web ဆိုတော့ကျတော့ဒီနိုင်နဲ့ချိတ်ထားတာကိုပြန်ချတာပေါ့ဒါဆိုရင်ဒီနိုင် speaker ဒီနိုင်နဲ့ဒီဖုန်းချိတ်ထားလို့မျိုးဒီခလုံးနေလဲမှာသူကအတန်ပြောက်သွားတာပေါ့နော်ဒါပြန်ချလာမျိုးတွေပေါ့နော်အဲ့တော့ WhatsApp တင်တဲ့ဝင်ပြီးတော့ဆိုတော့ကျွန်တော်တို့ပြောတဲ့ဒီမှာဆိုပြောင်းလို့ရတယ်ပေါ့နော်ဒါဆိုလို့ရှိရင်ဒီမှာသွားပြီးတော့ဝင်ကြည့်လိုက်ရ time format ပေါ့နော်ဒီမှာ time format က12 hour ပြောင်းပေးလိုက်နော်အဲ့ဆိုလို့ရှိရင်စောစောပြောတဲ့ဒီမှာ20နာရီဖြစ်နေတာကြီးကပြောင်းသွားလိမ့်မယ်7နာရီ5မိနစ်ဆိုပြီးဖြစ်သွားပြီနော်ပြောင်းသွားပြီအဲ့ဒါဘယ်ထဲမှာပြင်ရလဲဆိုတော့ဒီ WhatsApp တင်တဲ့ကိုသွားမယ်ပြီးရင်ကျွန်တော်တို့ကဒီမှာ unit setting တွေကိုဝင်လိုက်မယ် time format ကိုပြောင်းပေးရနော်အဲ့လိုမျိုးပါဟုတ်ကဲ့ဒါကတော့ဒီ app နဲ့ချိတ်လိုက်ရင်ဒါဖုန်းပြောလို့ရသွားပြီပေါ့နော်ဖုန်းပြောမယ်ဆိုလည်းဒါဆိုရင်ဒါ Bluetooth ချိတ်ထားတဲ့အတွက်ကြောင့်စစ်လို့ရတယ် Bluetooth နဲ့ဆင်းချိတ်ထားရဲဆိုရင်ဒီဘက်မှာအစိမ်းအောင်လေးနဲ့ဖုန်းတင်ကြတာလေးပေါ်တယ်ပေါ့နော်အဲ့တော့ဒီနိုင်ရ Bluetooth ဖွင့်တာတော့ဒါဖွင့်တာပေါ့နော်ဖွင့်ထားပြီးတော့မှဒီကနေစောစောက application တွေပဲကျွန်တော်တို့ကရှာတာပေါ့နော်
ဒီကနေ added ပိုင်းနဲ့ပဲရှာတာပေါ့နော်အရန်လွယ်ပါတယ်နောက်တစ်လုံးထပ်ချက်ချင်းနေဆိုလည်းအခုလိုမျိုးပဲ added ပိုင်းနဲ့ရှာမယ်ပေါ့နော်အဲ့လိုမျိုးပါပဲအဲ့တော့ဖုန်းတွေပါပြောမယ်ဆိုလည်းဒီနိုင်ရက်ဖုန်းပြောလို့ရသွားပါပြီအရန်လွယ်ပါတယ်ဒီနိုင်တွေကအချိန်ကြီးတအားလွယ်တယ်ဖုန်းပြောမယ်ဆိုရင်ဒါဆိုရင်ဖုန်းခေါ်လို့ရသွားပြီပေါ့နော်ဖုန်းနဲ့ Bluetooth ရှိထားတာဖြစ်တဲ့ကြောင့်သူကဒီမနိုင်ရက်ခေါ်ရင်ဖုန်းကလည်းတက်တာပေါ့နော်ပြောမယ်ဆိုရင်ဒီဖုန်းနဲ့မခေါ်ဘဲနိုင်နော်ဒါလေးရတော့ဒီချိန်ကြီးလေးပဲဖြစ်ပါတယ်ပြန်ပြီးတော့ကျွန်တော်တို့ကဖြုတ်ချင်တယ်ဆိုရင်တော့ Bluetooth လေးပေးလိုက်ပေါ့ဒါဆိုပြန်ပြုတ်သွားမှာပေါ့နော်ဒီ Bluetooth လေးကျွန်တော်တို့ဒီပတ်နေပြီနိုင်မှာ Bluetooth ဒါ store နေပြန်ထွက်ပေါ့နော် margin baby ပြန်ထွက်ရတာပေါ့နော်ဒါလေးကတော့ဟုတ်ဒီဘက်ကိုတော်သီးနဲ့ပြန်ထွက်လို့ရတယ်နော်ညပြန်ထွက်ပြီဆိုရင်ကျွန်တော်တို့ဒီမှာ Bluetooth ပိတ်လိုက်ပေါ့ဒါဆိုပြုတ်သွားပြီနော်ချိန်ထားတာပြုတ်သွားပြီပေါ့နော်ဒါမျိုးဒီမှာလည်းဖြုတ်ချင်တယ်ဆိုလည်းဒီကနေဖြုတ်လို့ရတယ်နော်ဒီပါဆိုသွားပြီးတော့ဒီမှာဒီထဲကိုဝင်အမ်ပဲနေလိုက်ဒါဆိုရင်လုံးဝဒီနိုင်မှာလုံးဝမချိန်နေတော့ဘူးနော် Bluetooth ဖွင့်မယ်နိုင်ရနေပြီးတော့ပြီးရင်ကျွန်တော်တို့ကဒီဘက်ကနေ added device ချမယ်ဒီမှာ blank support line ရှိမယ်ရှင်းဒီကျွန်တော်ထပ်ပြပေးရနော်လွယ်တယ်နော်ပြီးရင်တော့ဒီမှာဖုန်းပြောဖို့တဲ့ရှိဦးမလားဆိုရှိမယ်ပဲနေပြီလိုက်ဒါကတော့ဒီ data တွေကိုဖုန်းနဲ့ data တွေကိုနိုင်ဘက်ကိုရွှေ့နေတာပေါ့နော်ဖုန်းနဲ့နိုင်တဲ့ data ကိုပဲကြီးလောက်တာပေါ့နော် complete နေလိုက် skip နဲ့ပဲ next ဒါဆိုရှိသွားပြီနော်ရှိသွားပြီဆိုရင်ဒီမှာနော်တင်တာလေးနှစ်ခုပြရတယ်အရန်လွယ်ပါတယ်နော်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်